အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ Binance Coin BNB အကြောင်းကိုနည်းနည်းအတွင်းကျကျဆွေးနွေးကြည့်ကြရအောင်အဲ့ဒါက Binance ဆိုတဲ့ exchange ရဲ့ကိုယ်ပိုင် digital ငွေကြေးပေါ့နော်ဟုတ်ကဲ့မင်္ဂလာပါ BNB ကစိတ်ဝင်စားစရာအကြောင်းအရာတစ်ခုပါကျွန်တော်တို့စီမှာ BNB Project Analysis ဆိုတဲ့သူတင်သနာ report ကောက်နှုတ်ချက်တွေရှိပါတယ်အဲ့ဒါတွေကိုအခြေခံပြီး BNB ရဲ့အတိတ်ပစ္စုပန်အနာဂတ်အလားအလာတွေကိုကြည့်ကြမယ်ဆိုတော့ဒီနေ့က BNB ဆိုတာဘာလဲဘလို့စခဲ့လဲသူ့ရဲ့အားသာချက်တွေဈေးကွက်အခြေအနေစိန်ခေါ်မှုတွေနဲ့အနာဂတ်ဘာဖြစ်နိုင်မလဲခြုံငုံကြည့်ချင်တာပါမှန်ပါတယ် BNB က crypto လောကမှာသူ့နေရာနဲ့သူရှိနေတာဆိုတော့လေသူ့တည်မှုတွေရောအငင်းပွားစရာတွေရောရှိတာပေါ့ဒီချက်လက်တွေကအရေးကြီးတာတွေထုံနှုတ်ပြီးဆွေးနွေးကြည့်ကြတာပေါ့လေကောင်းပါပြီဒါဆိုဘဲကစခဲ့လဲဆိုတာနဲ့ပဲစလိုက်ကြရအောင် BNB က2019မှာ Binance Exchange မစခင်လေးမှာICO နဲ့စခဲ့တာနော်ဟုတ်တယ်ချန်ပင်ဇာအို CZ ပေါ့သူဥဆောင်ခဲ့တာအစားကတော့ Binance မှာကုန်သွယ်ခါ short ဈေးပေးဖို့ရည်ရွယ်ခဲ့တာအဲ့တော့ကအဲ့ဒီမှာစိတ်ဝင်စားစရာကသူတို့တရုတ်မှာစခဲ့တာလေဒါပေမဲ့2019နဲ့17ဘာလို့မှတရုတ်အစိုးရက crypto ကိုတားမြစ်လိုက်ရောဟုတ်တယ်အဲ့ဒီမှာချက်ချင်းပဲသူတို့ယုံချုပ်ရော server ရောအကုန်အပြည့်ကိုရွှေ့လိုက်ရတယ်နော်မှန်ပါတယ်ဒါကသူတို့တော်တော်အရေးကြီးတဲ့အပြုံးလဲပဲလုပ်ငန်းဆက်လုပ်နိုင်မှုလीအဲ့ဒီနောက်ပိုင်းတော့ Binance ကလည်းတအားတက်လာတာကမ္ဘာထိပ်တန်း exchange ရှိလာတော့ BNB ရဲ့လိုက်ပြီးနာမည်ကြီးလာတာပေါ့ဟုတ်တယ်2019မှာ BNB Beacon Chain နဲ့ Binance DX ဆိုပြီးထုတ်တယ်ဒါပေမဲ့တကယ်အလဲအပြောင်းက2020မှာ BSC ထွက်လာတာပဲအဲ့ဒါကတော့တကယ် game changer ပဲ BNB Smart Chain BSC ပေါ့သူ့ရဲ့အဓိကအားသာချက်က EVM နဲ့ကိုက်နေတာ Ethereum Virtual Machine နဲ့လေအဲ့ဒါက developer တွေတို့အများကြီးအထောက်အကူဖြစ်သွားတယ်ဆိုတဲ့သဘောလားဟုတ်တယ်ဆိုတော့ Ethereum project တွေကို BSC ပေါ်အလွယ်လေးရွေးလို့ရသွားလေအခါချင်းငွေကတိတိတသာတက်တာသွားတော့ DeFi လောကထက်ကိုတအားဝင်လာကြတာICO တုံးက 0.15 ဆိုတော့ဟုတ်တယ်အဲ့ဒီကနေ2020ကမေမှာ690ကျော်အထိတက်သွားတာအဲ့လိုတိုးတက်သွားတာလေတော်တော်မြန်ဆန်တဲ့တိုးတက်မှုပဲကောင်းပြီအဲ့ဒီ BSC ရဲ့နီးပညာပိုင်းအထူးအချက်တွေနည်းနည်းပြောပြပါအောင် EVM compatibility ကတစ်ချက်ပေါ့ဟုတ်ကဲ့နောက်တစ်ခုက scalability တစ်ချိန်တည်းမှာအယောင်းဝယ်အများကြီးကင်တွယ်နိုင်တာအစီရင်ခံစာထဲမှာဆိုတနေ့ကိုအယောင်းဝယ်တန်းလီတန်းလောက်ထိကိုကင်တွယ်နိုင်တယ်လို့ဆိုတယ်ဒီတန်အများကြီးတဲ့ DeFi အတွက်ဒါကအရေးပါတယ်ပေါ့အရန်ရေးကြီးတယ်နောက်ပြီး transaction fee အယောင်းဝယ်အခါချင်းငွေပေါ့ Ethereum နဲ့ရှင်တော်တော်လေးနဲ့ဒါကသုံးစွဲသူတွေရော developer တွေရောနှစ်သက်တဲ့ချက်ပဲဟုတ်ပြီ fee နီးတဲ့မြန်တဲ့ဆိုတော့ဆွဲဆောင်မှုရှိတာပေါ့လုံခြုံရေးဘက်ကတော့ဘယ်လိုလဲလုံခြုံရေးတုန်းကသူတို့ validator တွေရွေးတဲ့နေရာမှာတင်းကျပ်တဲ့လုပ်ငန်းစဉ်သုံးတယ်လို့ဆိုတယ်နောက်ပြီး proof of stake authority POSA ဆိုတဲ့ consensus model ကိုသုံးတယ်POSA ဆိုတာကအဲ့ဒါက validator တွေရဲ့ဂုဏ်သတင်းရဲ့သူတို့ stake လုပ်ထားတဲ့ပမာဏတွေကိုကြည့်ပြီးခုလက်ကိုလုံခြုံအောင်မြန်အောင်ထိန်းတဲ့သဘောမျိုးပေါ့နောက်ပြီး Binance လို exchange ရဲ့ကြောတော့နောက်ခံရှိနေတာကလည်းယုံကြည်မှုကိုပိုတိုးစေတာပေါ့လေ BNB token ကိုယ်တိုင်ကရောဘလို့အသုံးဝင်မှုတွေရှိသေးလဲဂုဏ်တွေခရောတာပြန်ပေါ့အသုံးဝင်မှုကကျေပြက်လာပါတယ် BSC ပေါ်က T-app စင်မှာသုံးလို့ရတယ်ငွေပေးချေတာတို့ governance မှာမဲပေးတာတို့ပေါ့နောက်ပြီးအရေးကြီးတာတစ်ခုက3လတကြိမ်မိရှို့တဲ့အစီအစဉ် quarantine burn လေဟုတ်တယ်အဲ့ဒါကစုစုပေါင်းရေးသွဲရောသွားအောင်လုပ်တာနော်ဟုတ်ပါတယ်ရှားပါမှု scarcity ကိုတိုးစေပြီးရေရှည်မှာတန်ဖိုးကိုထောက်ပံ့ဖို့မျှော်လင့်တဲ့တဘောပေါ့ကောင်းပါပြီဒါဆိုဈေးကွက်စွမ်းဆောင်ရေးဘက်ကိုကြည့်အောင်လက်ရှိ2025အောက်တိုဘာမှာအခြေအနေဘယ်လိုရှိလဲလက်ရှိအချက်လက်တွေရောအတက်ဘက်ကိုဦးတည်နေတဲ့လက္ခဏာတွေတွေ့ရတယ်လို့ဆိုတယ်ခန့်မှန်းချက်တင်မှာဆိုအနည်းဆုံး$1326ကနေအမြင့်ဆုံး$1455လောက်ထိဖြစ်နိုင်ခြေရှိတယ်လို့ပြောနေကြတယ်တော်တော်အကောင်းမြင်တဲ့ခန့်မှန်းချက်တွေပဲ technical indicator တွေကတော့အဲ့ဒါကိုထောက်ခံလားဟုတ်ကဲ့ moving averages အများစုက buying signal ပြနေတယ်လို့ဆိုတယ် RSI နဲ့ MACD လို့ momentum indicator တွေကလည်းအတက်ဘက်အရှင်ခုံကိုအားပြနေပုံပဲအဲ့ဒါတွေကဈေးနှုန်းရဲ့အတက်အကျအရှင်ကိုတိုင်းတာပေါ့ဟုတ်ပါတယ် support နဲ့ resistance level တွေကြည့်ရင်လည်း$980 $1220 $1370 လောက်က target တွေဖြစ်လာနိုင်တယ်လို့သုံးသပ်ကြတယ်အတက်ကိုပြန်ကြည့်ရင်လည်း Binance မှာသတင်းကောင်းတွေထွက်ရင် BNB ဈေးတက်တာပဲနော်အေးဆက်မှုကတော့ထင်ရှားတယ် project အတက်တွေတွတ်တက်မှုတွေရှိရင် like တက်တယ်ဒါပေမဲ့တင်းစိုးတွေတော့မဟုတ်ဈေးကွက်အခြေအနေမကောင်းရင်လည်း like ကြတာပဲ market cap ကတော့ဘယ်လောက်ခံမှန်းထားလဲ2025အောက်တိုဘာအတွက်ခမန်း market cap က
181.9 billion လောက်အထိတောင်ပြောထားတယ်ဒါပေမဲ့လေ ဟုတ်ကဲ့ အမြဲတတိထားရမှာက crypto ဈေးကွက်ရမတည်ငြိမ်မှုပဲအတက်အကျရမ်းမြန်တယ်နောက်ပြီးစီးမြင်စည်းကမ်းသတင်းတွေ market sentiment တွေကလည်းတအားတက်ရောက်မှုရှိတယ် ဟုတ်တယ်အဲ့ဒါကြောင့်ယင်းနှိမ့်မြုပ်နှံမယ်ဆိုရင်တေချာလေးလာပြီးရေရှည်ကြည့်တင်တယ်ပေါ့ မှန်ပါတယ် ကဲအခုတကယ် hot topic စီမင်းစီကန်းတဲ့ဥပဒေကြီးရာစင့်ခုံမှုတွေ Binance ကဒီကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးသတင်းတွေထွက်နေတာ American ရောဥရောပရောပဲ ဟုတ်တယ်ဒါကတကယ်အရေးကြီးတဲ့အပိုင်းပဲ America မှာဆိုရင် Binance.US ကမှတ်ပုံတင်ကိစ္စတွေတခြားစီးမြင်ချိုးဟုံးမှုဆွဆွဲချက်တွေနဲ့ရင်ဆိုင်နေရတယ် ။ဥပေဒီတာကြတာက SEC က BNB Core Security လို့သတ်မှတ်လိုက်တာပဲ။ငွေချေးတက်တီခံလက်မှတ်ပေါ့ အဲ့လိုတမလိုက်ရင်ဘာဖြစ်သွားနိုင်လဲ ။အဲ့ဒါက American မှာ BNB ရဲ့အယောင်းဝယ်နဲ့အသုံးပြုမှုအပေါ်မှာတိတ်ကျတဲ့စီးမြင်တွေအများကြီးလိုက်နာရဖို့ဖြစ်လာနိုင်တယ်။ Stock share လိုမျိုးစီးကိုင်းနဲ့အောက်ရောက်သွားနိုင်တာပေါ့။ 2023 November ကဆိုအတိုင်းခွေကိစ္စကြီးရှိသေးတယ်နော်ဒေါ်လာ4ဘီလီယံတော့စောင်းလိုက်ရတယ် ဟုတ်တယ်ငွေချေးခွာချက်မှုတိုက်ဖြတ်ရေးစီမင်းချိုးဖောက်မှုလေလိုင်စင်မှတ်ငွေလွှဲလုံးနှန်းနေတဲ့အဖြစ်ရှိကြောင်းဝန်ခံခဲ့ရတာလीအဲ့ဒီမှာပဲစီစီလက်စီရိုးရာထူးကနေစီးပြလိုက်ရတယ် ဥရောပမှာရောအချင်းနေဘယ်လိုလဲ ဥရောပမှာလည်းအလားတူပါပဲပြင်သစ်က2022မှာအတိမတ်ပြုခဲ့ပေမဲ့နောက်ပိုင်းမှာတရားမဝင် customer စီးရုံးမှုလို့ငွေချေးခွာချက်မှုဆွဆွဲချက်တွေနဲ့စုံစမ်းစစ်ဆေးမှုတွေပြင်ကြုံနေရတယ် 2025 ဇန်နဝါရီကတည်းဆိုရင် EU အတွင်းငွေကြေးဆိုင်ရာပြည်မှုတွေအတွက်တရားစီရင်ရေးစုံစမ်းစစ်ဆေးမှု start လို့ဆိုတယ် ဟုတ်ကဲ့2019ကနေ2024အတွင်းကာလအတွက်စစ်ဆေးမယ်လို့ဆိုထားတာဆိုတော့ American ရော Europe မှာပါဖိအားတွေတော်တော်များနေတယ် ဒီတော့ဒီစီမီနဲ့ပြောင်းလဲတွေက BNB ရဲ့တန်ဖိုးနဲ့အသုံးဝင်မှုအပေါ်ဘယ်လိုသိလာမှုရှိနိုင်မလဲ အထူးကစီဝက်ကြီးတွေမှာစီမင်းလေတင်းကျပ်လာတာကတော့ Binance ရော BNB ပါစီဝက်စွမ်းဆောင်ရည်ကိုထိခိုက်စေနိုင်တာတိကျပါတယ်ဒါမဲ့တစ်ဖက်ကပြန်တိုးရင်လေရှင်းလင်းတဲ့စီမင်းတွေထွက်လာမှာရေရှည်မှာ crypto ကိုလူတွေပိုလက်ခံလာဖို့အထူးသဖြင့်အာရှလို data တွေမှာပိုတိုးတက်ဖို့အထောက်အကူထိနိုင်တယ်လို့မြင်တဲ့သူတွေလည်းရှိတယ် အဓိက Binance ဘက်က block လိုက်လို့ညီထွေလုပ်နိုင်မယ်ဆိုတာပေါ့ အဲ့ဒါအဓိကပဲသူတို့ရဲ့ adapt လုပ်နိုင်စွမ်းကအရေးကြီးဆုံးဖြစ်လာလိမ့်မယ် ကောင်းပြီနောက်တစ်ပိုင်းအတိုက်အဝန်းနဲ့ပဝန်းကျင် system community and ecosystem ကိုကြည့်အောင် BNB အောင်မြင်မှုမှာအတိုက်အဝန်းကအရေးပါတယ်လို့ဆိုတယ် နေ့စဉ်သုံးစွဲသူတန်နဲ့ချီရှိတယ်လေသူတို့ဆွေးနွေးမှုတွေအုပ်ချုပ်မှုကိစ္စတွေမှာတက်တက်ကြွကြွပါဝင်ကြတယ်အထူးသဖြင့် decentralized autonomous organizations DAOs ပေါ်လာတော့အတိုက်ဝန်းဝင်တွေက project ဆုံးဖြတ်ချက်တွေဗန္ဒာရေးစီမံခန့်ခွဲမှုတွေမှာပိုပြီးပါဝင်လာနိုင်တယ်ဒါကပွင့်လင်းမြင်တာမှုကိုအားပေးတယ်လေ BSC ရဲ့ပိုစာ consensus ကလည်းအတိုက်အဝန်းယုံကြည်မှုနဲ့ဆိုင်တယ်ပေါ့နော် ဟုတ်တယ် validator တွေလည်းယုံကြည်စိတ်ချရမှုအပေါ်ခြေခံတာကို ပဝန်းကျင်စင်တဲ့တိုးတက်ဖို့တခြားပါတယ်လုံးသေးလား အောင်မြင်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေ partnerships တွေရှိတယ်ပြီးတော့ tokenomics ပေါ့အစောကပြောတဲ့ token burn လိုမျိုး meme coin solution လို့အသစ်စံချိုးပတ်မှုတွေကလည်း developer တွေကိုဆွဲဆောင်တယ်နောက်ပြီးသူတို့ရဲ့ marketing strategy လည်းစိတ်ဝင်စားစရာကောင်းတယ် Africa Cup of Nations ဘောလုံးပွဲကို sponsor ပေးတာမျိုးလေ အဟုတ်အဲ့ဒါက brand awareness တင်တာအပြင် Africa လို့စီးဝက်ထဲမှာအတိုက်အဝန်းတည်ဆောက်ခြင်းတဲ့ဘောပေါ့ ဟုတ်တယ်လို့ယူဆရပါတယ်မဟာဗျူဟာကြတဲ့လို့ဆောင်မှုတစ်ခုပါ ကောင်းပြီအနာဂတ်ကိုမျှော်ကြည့်ကြအောင်2026 2029ခုနှစ်လောက်မှာဘာတွေဖြစ်လာနိုင်မလဲခမန်းချက်တွေကတည်ငြိမ်အောင်ကြိုးစားမဲ့ကာလလို့ဆိုတယ် ဟုတ်ကဲ့အဲ့ဒီအချိန်မှာ BNB chain က developer တွေသုံးစွဲသူတွေကိုဆက်ပြီးဆွဲဆောင်နိုင်မလို့လာမယ်အထူးသဖြင့်တကယ်လက်တွေ့အသုံးဝင်မှု real world utility ကိုပြနိုင်ဖို့ပေါ့ ဥပမာဘယ်လိုနဲ့ပဲတွေလဲ လုပ်ငန်းသုံး solutions စီ gaming ဗဟိုချုပ်ကင်မှု short ချထားတဲ့လူမှုမီဒီယာ decentralized social media လိုမျိုးတွေမှာအသုံးဝင်ကြောင်ပြနိုင်ရင်တန်ဖိုးပုတ်ခိုင်မှလာပြီး$600ငါ1000နာကြားမှာခြေချနိုင်တယ်လို့သုံးသပ်ကြတယ်2028ကနေ2030ကြားမှာတော့ အဲ့ဒီကြရင်တော့နီးပညာပိုတိုးတက်လာမယ် scalability ပိုကောင်းလာတာတခြား blockchain တွေနဲ့ချိတ်ဆက်နိုင်စွမ်း interoperability တိုးတက်လာတဲ့နဲ့အတူကျေပြန့်စွာလက်ခံသုံးစွဲမှု mass adoption ကာလကိုယုံနိုင်တယ်လို့မျှော်မှန်းကြတယ်။ဒါပေမဲ့အဲ့ဒီချိန်ကပါစီးပွားရေးအခြေအနေကလည်း crypto လို risk asset တွေပိုတည်ရောက်မှုရှိနေအောင်ပါပဲ။ငွေကြေးဖောင်းပွားမှုတို့နိုင်ငံရေးတည်ငြိမ်မှုတို့ပေါ့ ဈေးနှုန်းခန့်မှန်းချက်တွေကတော့အမျိုးမျိုးပဲနော်တချို့ဆိုလာမယ့်9နှစ်အတွင်း1500ကျော်မယ်လို့တောင်ပြောနေကြတာ
အဲ့ဒါတွေကအကောင်းမြင်ရှုထောင့်နေပါဒါပေမဲ့စိန်ခေါ်မှုတွေကိုလည်းမေ့ထားလို့မရဘူးအကြီးဆုံးစိန်ခေါ်မှုက BNB ရဲ့တန်ဖိုးက Binance Exchange နဲ့တိုက်ရိုက်ချိဆက်နေတာပဲ ဟုတ်တယ် exchange မှာတခုခုဖြစ်ရင် BNB ကတိုက်ရိုက်ခံရနိုင်တယ် မှန်ပါတယ် token bank ကရှားဖားမှုဖန်တီးတယ်ဆိုပေမဲ့ဈေးကွက်ကမှန်းစားကုန်သွယ်မှု speculation များနေတရွေ့တို့ဈေးနှုန်းတည်ငြိမ်မှုကအာမမခံနိုင်ဘူးလေဟုတ်တယ် underlying demand နဲ့တိစောက်ပုံဆိုင်ရာပြဿနာတွေကိုဖြေရှင်းနိုင်ဖို့လိုအပ်နေတုံးပဲ ဒီနေ့ PNB အကြောင်းတော်တော်လေးပြည့်ပြည့်စုံစုံဆွေးနွေးထိခဲ့ကြပါတယ် ICO တုန်းက $0.15 လောက်ကနေဒီနေ့ချင်းနေအထိသူ့ရဲ့ခရီးရှည်ကြီး BSN ပညာဈေးကွက်အသက်အကျနဲ့အခုရင်ဆိုင်နေရတဲ့စီမင်းစည်းကမ်းဖိအားတွေအထိပေါ့ ဒီအချက်လက်တွေကိုခြုံငုံကြည့်လိုက်ရင် BNB မှာအလားအလာကောင်းတွေအများကြီးရှိသလိုတကယ်ကိုချီးမားတဲ့စိန်ခေါ်မှုတွေနဲ့လည်းရင်ဆိုင်နေရတဲ့ဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ရှင်။မြေပညာစံသစ်မှုအားကောင်းတဲ့အသက်အဝင်းကသူ့ရဲ့အားသာချက်တွေဖြစ်ပေမဲ့စီမင်းမြေယာဝူတွေနဲ့ Binance Exchange အပေါ်မိခုံနေရမှုကသူ့ရဲ့အနာဂတ်ကိုမေခွန်းထုတ်စရာဖြစ်နေတာပေါ့ โอเคဒီဆွေးနွေးမှုအဆုံးမှာနားထောင်နေတဲ့ပရိသတ်ကြီးကိုစဉ်းစားစရာလေးတစ်ခုထားခဲ့ချင်ပါတယ် Binance ကဒီစေးမြင်စေကန်းစိန်ခေါ်မှုတွေကိုကြော်လွှားပြီးစံတစ်တီထွင်မှုတွေကိုဆက်လုပ်နိုင်ခဲ့ရင် BNB ရဲ့အသုံးဝင်မှုနဲ့တန်ဖိုးက crypto လောကရဲ့အနာဂတ်မှာဘယ်လိုအခန်းကဏ္ဍမျိုးကနေပါဝင်လာနိုင်မလဲဒါမှမဟုတ်တင်းကျပ်လာတဲ့စေးမြင်တွေကပဲသူ့ရဲ့ကြီးထွားမှုကိုအဆုံးသတ်သွားစေမလားဒါကတော့ကျွန်တော်တို့အားလုံးဆက်လက်စောင့်ကြည့်ရမယ့်အကြောင်းအရာတစ်ခုပါပဲ